Melly. Hello. Okay. Okay, phone for hello ba? How about it? Only a phone blood a lot Sanjira. Okay, ba. Okay, ဘယ်လောက်ထားရလဲဘယ်လိုလဲမသိဘူးနော် အတိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါဟုတ်အကြောင်းပရိုလေတော့မသိပါဘူးဗျာအတားမရှိလို့လေဘယ်လောက်လဲဆိုတာဟုတ်ပါဗျာရေးကြည့်လို့လားယင်ဘာနဲ့လက်ရှိလို့လဲရေးကြည့်ရဆိုတဲ့ဟာတော့ပိုရေးကြည့်ပါတယ်ဟုတ်ကဲ့ဒါမဲ့ရေးကြည့်ရလူတော့ပါပဲအမိတော့အရေးမကြီးပါဘူးOkay. ဆိုလေပြီးတာပဲဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ်Okay ဟုတ်ကဲ့ဒီမှာပြည့်ပြည့်သားပြောဘာဖြစ်လို့ဖုန်းဆက်လာလဲဟာမင်းနဲ့ကျုံးတဲ့ဂျာမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထွက်ဖို့ပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ပိုင်းဘာမှဖုန်းဆက်စရာမလိုတော့ဘူးလားမဖွင့်သေးဘူးကိုရဘာဖြစ်လို့လဲခဏလေးပြောလိုက်စမ်းပါကိုခဏလေးဆွေးကောက်ဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ဘာလို့ဒီမှာပြောရမှာလဲပြောရမယ်လေမင်းငါ့ကိုစပွန်ဆာလိုဖာခံတာလိုနဲ့မင်းဆက်သွယ်ထားတာလေဟာပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေဟုတ်ပြီဒီမှာရန်ကုန်ပြန်တွေ့မယ်နော်ကိုခဏလေး Hello ဟုတ်စပီကာ Hello ကိုမင်းဆိုနေဘာပြောရမှာလဲကိုရဲ့ဖေမင်းဘာပြောချင်အောင်ရဖေမင်းဘာပြောချင်အောင်ကောင်းပါဘာပြောရမှာလဲရောက်ငါမင်းမကိုမေးလိုက်ရောက်မင်းမနဲ့ငါနဲ့ကစပွန်ဆာမနစ်ကတစ်နေ့လုံး3,000ကျော်စပွန်ဆာပေးထားတာရောက်ဟုတ်လားဟုတ်ပါမင်းဘာလို့လိုချင်လဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ်โอเคဟုတ်ပြီကိုဘယ်လိုစပွန်ဆာမျိုးပေးမင်းဘာလို့လိုချင်လဲမင်းလိုချင်လိုက်ကိုခဏလေးဟုတ်ပြီကိုကျွန်တော်အကိုကိုဖုန်းဆက်မယ်ကိုအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်โอเคမင်းကြိုက်တဲ့ဆက်လို့ရတယ်နော်ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာငါနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုအေးဟုတ်ပြီအေးအဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါမင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့ပြောတယ်ကွာဟုတ်ကဲ့ကိုဟုတ်ဒီမှာကြီးသားတော့ကဲမင်းလို့တယ်ဦးမလျောင်ပြောပါဗျဦးမလျောင်ရန်ကုန်မှာဘယ်နေ့အားလဲရန်ကုန်မှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါနဲ့စကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြောရှိပါတယ်အခုကဦးနေလျောင်တိန်းထောင်စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုဘဝဦးနေလျောင်ထားလိုက်ပါတော့ဟိုပါလေဒီမှာစကားပြောရအောင်ဟုတ်လေစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာကျမစပွန်ဆာယူထားတာမဟုတ်ဘူးလေဦးနေလျောင်စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလုပ်တာတခုပဲရှိတာလေမင်းနဲ့အန်ကလေးမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲရှိတာလေအဲ့တော့ငါပေးထားတဲ့ဦးနေလျောင်ထောက်ထားတယ်ကွာကိုမန္တလေးမှာမနေ့ကမက်လ25 26 29မှာပြန်လာတယ်ဟိုတယ် IB ဟိုတယ်ဟိုမှာသွားပြီးတော့အဲဆင်းမှာရတယ်လေဦးနေလျောင်ကျော်ဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီစားနေရောပေါ့နော်ကျမတို့တွေ့ကျင်တယ်ဘာလို့ဖုန်းနဲ့ပြောတာဘာမဝင်ဘူး no ဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါအပျော်ရမလားလို့လုပ်တဲ့အလုပ်ပဲလေအဲ့တော့ရတော့ဟိုတယ်လို့မှကြည့်လိုက်လေကွာမင်းစဉ်းစားကြည့်လာလေဟဲ့ဦးနေလျောင်မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ20သူပါလေငါ23တက်စတဲတယ်ကွာငါတို့မင်းနဲ့စဉ်းစားမှစကားပြောမယ်ဦးနေလျောင်ငါမျိုးရောက်တာမရောက်လားမင်းအောင်မင်းစဉ်းစားโอเคငါအပြစ်မှာလေစဉ်းတွေ့ပြပဲစကားပြောချင်တယ်ဦးနေလျောင်ဟယ်လိုငါအပြစ်မှာစဉ်းတွေ့ပြပဲစကားပြောချင်တယ်မင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါဟယ်လိုအခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီဘာလို့မရှိတာလို့ငါပြီးတော့ညမလာလို့လုပ်တယ်နေကကောင်းမနဲ့နေချင်တာမပြောနဲ့နေခုစီးနေတဲ့ကောင်ကဘောကငါပေးရတာရှိတယ်နင်းကိုလေရောငါလာတွေ့မယ်
โอเค ငါအပြစ်မှာလေလူချင်းတွေ့ပြီးတော့ပဲစကားပြောချင်တယ်ဦးလေး ဟယ်လို ငါအပြစ်မှာလူချင်းတွေ့ပြီးတော့ပဲစကားပြောချင်တယ် နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးအဲ့လို အခုသိသွားပြီအခုနေပြောတဲ့စကားတွေအကုန်လုံးတက်သိသွားပြီ ဘာရှိတာလို့လဲငါပြီးတော့ညမလာလို့လုပ်တယ် နေကကောင်းမနဲ့ နင်းကျန်တာမပြောနဲ့နေခုစီးနေတဲ့ကောင်ဒီဘောကငါပေးရတာ ရှိတယ်နင်းကိုနေရောငါလာတွေ့မယ် နင်းပေးနင်းစီးနေတဲ့ကားအခု300ငါပေးထားတဲ့ပတ်စံပဲကဲဘာပြောနေခုနေတဲ့အိမ်နှစ်စာငါပေးထားတာပဲအားလုံး ဟာလေ ဒီဝတ်ထားတဲ့လက်စွပ်ငါပေးထားတာပဲဘာညင်းဦးမလဲ ဘယ်မှလည်းနေဝထားငါပေးထားလဲဆို အဲ့ဒါမှပုံစံမဟုတ်ဘူးနင်ကပါလေဟမ်နင်ကပါပဲဒါပဲဖြစ်နေပြီစမွန်တော့မဟုတ်တော့ဘူးတရက်ကို300ငါစီမှာတောင်းနေပြီလေကဲဘာညင်းဦးမလဲ ဟုတ်လို့သူ့စနေ ငါမှအကုန်လုံးအကုန်ရှိတယ် ဟာဦးလေးလင်းရောမြတ်တာ ဟာပြောဘာပြောချင်လဲပြောချင်တာပြောလို့ရတယ်ဒီခဲ့နေဆိုတိုင်းတာရှိတယ်ကွာခွင့်လွတ်တဲ့ဆိုတော့အခြေအနေရှိတယ်လူကိုဆောက်ယူလို့ပြီးတော့ဟိုဟာဖြစ်နေရင်တော့ဒါမျိုးကတော့မရဘူးကွာနော်တိုက်တဲ့ကောင်လာခဲ့ငါပြောပြပေးမယ် ပိုးမလုပ်ခံပြော ငါက တိုက်တဲ့ကောင်လည်း အမဟိုးလို့ထားလို့လေဟိုးမလို့ထားဘူးဒါမဲ့ပြောနေတာ တိုက်တဲ့ကောင်လာခဲ့ဟိုးလောက်ထားတာငါစီကိုဘာမှမလာဘူးတီးလုံးမဲ့လာတာ ဖက်နေပြောတော့စစ်စစ်ညစ်တာပါဆိုငါ့ကိုအဆင်ပြေစေချင်တာငါ့ကိုအောင်မြင်စေချင်တာငါ့ဘောမှာခက်ခဲမရှိစေချင်တာ အေးအဲ့ဒါကချစ်ချင်းမြတ်တာဆိုတာကနေနဲ့ငါရဲ့တို့ဟာဒီဘာမဟုတ်တာနင်းကိုချစ်ချင်းမြတ်တာနဲ့ခွာဆိုတာယောက်ျားလေးကအိမ်တော်ရှင်ယောက်ျားတိုင်းကချစ်ချင်းမြတ်တာဆိုလှုပ်ဖို့ပဲဟေးအဲ့ဒါလှုပ်ချင်လို့ပဲမှတ်ထားအိမ်တော်ရှင်ယောက်ျားတွေမှန်သမျှတော့အဲ့ဒါချစ်ချင်းမြတ်တာဆိုတာမရှိဘူးလှုပ်လို့ ဒီစကားတွေကိုငါဒီစကားတွေကိုနေပြောတယ်နော် ဒီကောက်ခွင့်နော် ဘာလို့မပြောရမှာလဲနင်းနဲ့ငါနဲ့ပတ်သက်မှုမှာဒါပဲလေနင်းနဲ့ငါစပတ်သက်တဲ့ကနင်းကအခုခေတ်ပြောတဲ့ကြားဖြန့်လူမျိုးငါ့ကိုလာပြီးတော့နင်းဆက်သွယ်လာတာလေမေယနာအကောင့်နဲ့ငါ့ကိုဆက်သွယ်လာပြီးတော့အဲ့ဒီကနေမှနင်းအခုနင်းသမီးကိုနင်းဟို ဘယ်မေးနေတာဘယ်ဟိုမေးနေတာအကောင့်နဲ့ငါနဲ့ကိုဆက်သွယ်လာ ဟာတော့အေးသွဲ ကိုဘလကိုတီစီဖန်တာစမ်းပါ တော့အေးသွဲ ငါတို့စသက်ခဲ့တာငါတို့စသက်ခဲ့တာမျိုးမရှိဘူး တော့အေးသွဲကျိန်ရဲလားတော့အေးသွဲကျိန်ရဲလားကျိန်ရဲ ငါလည်းစိန်ရဲတယ် ကားမောင်းနေတာမင်းအရိယာနဲ့မဟုတ်ဘူးဆိုရင်ငါအခုကားမောင်းနေတဲ့ချော်လုံးမှာအဲ့ဒီကအက်ဆီဒန့်ဖြစ်စေငါဘက်ကကျိန်လိုက်ပြီမင်းအဲ့ဒါဆိုရင်မင်းအဲ့ဒီအားကမေယသနာကောင်းတဲ့ငါ့ကိုဆက်သွယ်ပြီးတော့အဲ့ဒီရဲ့အားနဲ့ချက်ဆက်လာတဲ့ကိစ္စမဟုတ်ဘူးလို့မင်းမှန်တယ်ဆိုရင်ငါစားမြအစိတ်ဖြစ်စေမင်းမြဒုက္ခဖြစ် no အခုဒီလိုအခုဒီလိုကျွန်တော်ကအကိုတော့တီးတော့တီးတယ်ဒါပေမဲ့အကိုတို့အလုံးနဲ့ပတ်သက်တယ်လို့ကျွန်တော်ကသိထားတာအကိုရာသိလားအခုလေဒါကျွန်တော်အခုပြောတယ်ဆိုတာကလေးစားမှုကိုအခြေခံပြီးပြောတာ မင်းသိရင်မင်းဘာလို့လုံးနဲ့ပတ်သက်ပြီးပြောဆိုတော့ငါကအဲ့မှာနိုင်ဆိုင်ဖွင့်ဖို့ကိစ္စတို့ဘာတို့မှ ဟုတ်ကဲ့ ဒီဟာကမင်းရှိတာလည်းငါသိတယ်နော်ဒါပေမဲ့မင်းက X နဲ့ပဲသိတာမင်းနဲ့သူတက်သွားတယ် ဘယ်ဟိုအိတ်လဲ ပြန်ပြီးတော့ဆက်သွယ်တယ်တော့မှမေလာတော့မှ2025မေလာတော့မှမင်းနဲ့ဆက်ဖြစ်တယ်လို့ငါသိ ဟုတ် တာ ကဲ့ကို နော် ဟုတ်ကဲ့ကို ငါ ဟုတ်ကဲ့ ဒီကတော့2024 ဟုတ် ဖေဖော်ဝါရီငါမပုံနေရှိတယ်ကွာမှတ်တမ်းနေရှိတယ်ကွာသလားနော် ဟုတ်ကဲ့ကိုကျွန်တော်ဟုတ်ဆက်သွယ်လိုက်ပါမယ်ကိုလည်း မတုံးမလို့ဘူးနော် ဟုတ်ကဲ့ပါကိုဟုတ် အဲ့တော့ဒီအနေထားမှာ ဒီဟိုကားကိစ္စတို့အိမ်ကိစ္စတို့ကအကိုတီးတန့်ကို financial အနေနဲ့ support လုပ်ထားတာပေါ့ပတ်စံပေးထားတာပေါ့ ညီလေးအဲ့ဒီပထမဆုံးရေပေါင်းအဲ့ဒီနေ့နော်ကိုထုတ်ဘာကူဒီကိုတီပေးလိုက်ပါတိလဲသူ ARD ကောင်းဆက်လိုက်ကွာအဲ့မှာ300ရှိတယ် ဟုတ်ကဲ့ကို အကုန်လုံးကြည့်ပါတယ်ညီလေး ဟုတ်ကဲ့ဟုတ်ကဲ့ ARD ကောင်းမှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဇန်ဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်အဲ့မှာ300 103ကျင်လွှဲထားတယ် ဟုတ်ကဲ့ အေးညီလေး တီးတန့် तू ကအကိုကပေးတာလား तू ကတောင်းတာလား ညီလေး ဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရ အေးဘောဘယ်လိုလုပ်တော့တောင်းမှာ
ကိုပြေးပေးလိုက်ပါသေးတယ်သူ ARD ကောင်းဆက်လိုက်ကွာအဲ့မှာ300ရှိတယ် ဟုတ်ကဲ့ကို အကုန်လုံးကြည့်ပါတယ်ညီလေး ဟုတ်ကဲ့ ARD ကောင်းမှညီလေးစစ်မဲ့ဆိုရင်ဟိုလောက်မှဇူလိုင်လကုန်နောက်ပိုင်းနဲ့ဩဂတ်လဆန်းဆို29ရက်နေ့ဇူလိုင်29ဖြစ်မယ်အဲ့မှာ300 103ကျင်လွှဲထားတယ် ဟုတ်ကဲ့ အေးညီလေး တီးတန့် तू အကူကပေးတာလား तू ကတောင်းတာလား ညီလေး ဟုတ် तू ကတောင်းတာလားဆိုတဲ့စကားလုံးကိုဘယ်လိုဖြေရ အေးဘောဘယ်လိုလုပ်တောင်းမှာပေါ့တောင်းမှာလေးပေါ့နော်အထာနဲ့ပေါ့ဗျာ ဒါပေါ့ညီလေး အထာနဲ့ပေါ့အဲ့ပေါ့ ဒီအထာပြောတယ်ကွာကားဝင်မယ်ကွာကားဝင်မှာဆိုရင် तू ရတဲ့ဟိုဆယ်လီဆိုတော့ကွာကျန်တဲ့ဟိုတယ်ကသွားလို့မကောင်းကားဝင်မှာဆိုစင်ပြေတယ်ဆိုတော့ပုံစံနဲ့ပြောလို့ ကိုတို့ဟိုတယ်မှာမန္တလေးဟိုတယ်မှာတို့ဘာတို့ကလည်းဒီတိုင်းတီးတန့်ချင်းတွေးကြတာလား မန္တလေးကကိုကအဲ့မန္တလေးကိုတီးတန့်ကိုသွားတာ ဟုတ် အဲ့မဲ့ကိုကအဲ့မှာညီလေးပနောကွာသူ့ကိုနန်းတယ်ကွာနန်းတဲ့အချိန်မှာမတုံ့ပြန်ဘူးသိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ မတုံ့ပြန်တော့ ဟိုတယ်အခန်းထဲမှာပဲနန်းကြတာလား ဟုတ်တယ်နန်းကြတော့ကိုကနန်းတယ် तू အနန်းပဲခံတာအဲ့တော့တုံ့ပြန်တဲ့တယောက်ကိုကအဲ့တောက်တူကိုက ဟုတ် ဟာမချဘူးညီဟာ ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါ ကိုလက်မခံဘူး ဟုတ်ဟုတ် အဲ့လို โอเคကိုဟုတ်ကဲ့ပါ โอเคညီ အခုလေကျွန်တော်တီးတန့်ဆက်သွယ်လိုက်မယ်လေးကိုကျွန်တော်လည်းစိတ်ရှင်းအောင်လို့လေအကြောင်းစုံလေးသိချင်တာပါဘလို့ဘာသဘောမှတော့မရှိပါဘူးကိုရနော်စိတ်ရှင်းနေတာပါဟုတ် အေးညီလေးဒီ ဘာပြဿနာမှမရှိဘူးဟုတ် ဒီကလောသွားဖို့တော့မှကို20နဲ့ဟိုကနေက22ရက်နေ့က30ပေးထားတာညီလေး ဟုတ်လား30 ပေးထားတာ easy ပေါ့ဗျာ ကလောသွားမို့လို့ကလောသွားဖို့ကိုသူကကလောသွားဖို့ကိစ္စကိုနေ့ကထွက်တယ်လို့ပြောတာလဲဆိုတော့24ရက်နေ့ကကလောထွက်တယ်လို့ပြောတာဒါပေမဲ့ မဟုတ်ဘူးကိုကျွန်တော်တို့မနေ့ကမှညမှရောက်တာ မနေ့ကမနေ့6နာရီကမှအိမ်ကနေကားထွက်တယ်လို့ကိုသိထားတယ်ကြီးလေ ဟုတ်လားကိုစာပို့ထားသေးလားကို ကိုဒီကြားထဲမှာဘာမှမပို့ဘူးညီလေဟုတ်လားကိုအဲ့ဆိုအကိုနဲ့ဒီကြားထဲမှာအဆက်အသွယ်ဖြစ်မှာဆိုလို့အကိုဖုန်းဘလော့ထားနေတူပါတယ် ဟုတ်မယ်ညီလေးတို့ဟို next level မျိုးသမီးတယောက်ညီလေးက ဟုတ် တာမယ် next level မျိုးသမီးတယောက်တဲ့သူပြောလိုက်တယ်ကျွန်တော်ကတော့မှဒီမှာလဲ ကျေးဇူးတင်ပါတယ်အကိုကျွန်တော်အကိုတီးတန်းဆက်သွယ်လိုက်ပါမယ်အခုဒီဖုန်းနံပါတ်လေးကိုကျွန်တော်ပြန်ဆက်သွယ်ပါမယ်နော်ကိုနော် ရတယ်နော်ကိုဒီဖုန်းနဲ့ဟိုဖြစ်လို့လည်းရတယ် ဟုတ်ကဲ့ပါဘာတော့မှမဟုတ်ကျွန်တော်ကိစ္စရက်တွေကိုစိတ်ရှင်းပြီးတော့ကောင်းကောင်းမွန်မွန်လေးသိချင်တာပဲကိုပြဿနာမှမရှိ ရတယ်ညီလေး ဟုတ်ကိုနော် အကုန်ရတယ် ကိုညီပေးပါအောင် ကိုကလည်းဒီနေ့မနေ့ထိပြီးကန်လာတယ်ညီလေးက ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ တို့တော့ကိုမေကွန်းတစ်ခုရှိရမယ် ဟုတ် ဟန်နီမွန်းထွက်မလို့လားကိုမေးဘူးတယ်ညီလေးမေး ဟု လို တ်ကဲ့ပါကိုဟုတ် အဲ့ဒီစကားကိုမေးဘူးတယ်ဟန်နီမွန်းထွက်ဖို့ထွက်ခဲ့တာတော့နောက်ပိုင်းကျတော့ဗာပြောရဲဆိုတော့မဆိုင်တာတွေမသိကျင်တယ်တဲ့ အဲ့မအကိုနဲ့အကန့်တကန့်ပေါ့ဗျာသိရမလားအကိုနဲ့အကန့်တကန့်ထားတာ ကိုနဲ့ကန်ညီလေးကကိုကလည်းအမြဲတမ်းသူ့ကိုပြောတာဘယ်တော့ပြောရတယ်သူ့ကိုနင်အားလုံး365ရက်ရှိရလို့ငါ့ကိုငါတစ်နေ့လုံးမှာ9ရက်ပဲအချိန်ပေးလို့ မိုက်တော့ဗျာ ပြောတာကိုစိုးရင်းကညီလေးကအားလုံးပေါင်းရင်ဒီအခုချိန်ဒီကိုနဲ့သူနဲ့တွေ့ပြီးတစ်နှစ်တွင်းမှာ ဟုတ် တိန်း1000ကျော်တော့ဖြစ်သွားပြီအခုသူ့အိမ်မှာဒီကိုဝယ်ပေးတာသူ့အိမ်မှာရှိတဲ့အဝိရှော်ဆက်ပေးထားတာသူ့အိမ်မှာရှိကိုပင်ပေးထားတာ ဘယ်ရလဲကို ဖေရ ဖះတော့ကျွန်တော်သိလိုက်တယ်အကိုကကျွန်တော် तू ကပြောတဲ့အချိန်မှာအကိုကဒီအိမ်တက်မို့လို့လက်ဆောင်ပေးတာလို့ကျွန်တော်ပြောတာဗျာ ဟုတ်တယ်ညီလေးကိုကညီလေးကပြောရရင်တော့သူ့ကို ဒါပေါ့သဘောပေါက်တယ်ကျွန်တော်အဲ့စိတ်မှာတွေကကျွန်တော်ဒါပေမဲ့ယုံကြည်မှုပေါ့ဗျာအကိုလည်းသူ့ကိုပုံစံတစ်မျိုးနဲ့ယုံကြည်တယ်လို့ကျွန်တော်လည်းသူ့ကိုပုံစံတစ်မျိုးနဲ့ယုံကြည်တာပေါ့ဗျာယုံကြည်ခဲ့ကြတာပေါ့ ဟုတ် ကဲ့ပါကိုကျေးဇူးပဲကို အမြဲပြောပါတယ်သူ့ကိုဘယ်တော့မှမင်းဘယ်တော့မှနင့်နာငါမလုပ်ဘူးလို့ဒါပေမဲ့ဒီနေ့ကတော့ကိုသူနင့်နာဘိုးတော့မဟုတ်ပေမဲ့ မနစ်နာပါဘူး အဲ့တန် မနစ်နာပါ တော့တင်လို့ကိုကဒီຢာတွေတော့ဖြစ်တာပါကို မနစ်နာဘူးကိုမနစ်နာရတယ် မနေ့ကမနေ့6နေတွေကခီးထွက်သွားမှကိုသိတယ်ညီလေး ဟုတ်ကဲ့ပါကို ဒါက ပြီးကျွန်တော် တော့မဟုတ်ဘူးတိုက်ဆိုင်သွားနဲ့သိတာကမစုံစမ်း ကျေးဇူးတင်တယ်ကိုကျွန်တော်အခုလိုတီးခွင့်ပေးတဲ့အတွက်ကိုတီးခွင့်ရတဲ့အတွက်လည်းကျွန်တော် ကိုကလည်းညီလေးကိုကျေးဇူးတင်တယ်ကိုကအယူမဖြစ်တော့ဘူးပေါ့ညီလေးက တူတူပဲကိုကျွန်တော်လည်းယူမဖြစ်တော့ဘူးပေါ့ ယောက်ျားတွေပဲဟုတ်တယ်မလား ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါကို ကိုကသူ့ကိုချစ်တယ်သူကညီလေးကိုချစ်တယ်အဲ့ဒါကိုသိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါပေမဲ့အဲ့လိုမျိုးယောက်ျားတွေအဲ့လိုနှစ်ဖက်လုံးကိုလှည့်သားနေတဲ့မျိုးသမီးတယောက်တော့ရှင်းရှင်းလင်းသိလိုက်ရတာပေါ့ညီလေးလည်းကြိုးရှိပါကိုလည်းကြိုးရှိပါ ဟုတ်ကဲ့ပါကိုဟုတ်ကဲ့ဟုတ်ကဲ့ ပြေးပါညီလေးနော် တော့ပြလိုက်ပါမယ်နော်ကိုနော် နေလင်းအောင်ပါနော် ဟုတ်ကဲ့ပါကျွန်တော်ကိုကောင်းပါခင်ဗျာကျွန်တော်ကိုကောင်းပါ ဟုတ်ကဲ့ညီလေး ဟုတ်ကဲ့ပါခင်ဗျာ
ဟုတ်ကဲ့ ဦးနေလျောင် ဟုတ်ကဲ့ပါ တရားရေးနဲ့ရင်ဆိုင်မှုအစင်းသင့်ပြင်ထားပါ ဟမ်ဦးနေလင်းအောင်နဲ့မင်းနဲ့ဦးနေလင်းအောင်နဲ့နှစ်ယောက်ဖြစ်တဲ့ကိစ္စမှာဦးနေလင်းအောင်မိမမင်းကဘာဆိုင်လို့လဲအဲ့ဒါမင်းကိုမင်းလိန်နေတဲ့ဆိုစကားကိုမင်းကလက်မခံသေးဘူးလေ မလိမ္မာဦးနေလျောင်အဲ့ဆိုလို့ရှိရင်ဦးနေလျောင်တရားဝင်တက်နေနဲ့လုပ်လို့ရပါတယ်ကျွန်မကတော့ဦးနေလျောင်နဲ့ပတ်သက်တာဟုတ်တယ်ဦးနေလျောင်အမျိုးသမီးမသိအောင်ပတ်သက်ခဲ့တဲ့အတွက်ကြောင့်မို့လို့နောက်ဆက်တဲ့ပြဿနာတွေအကုန်လုံးဒီလေဦးနေလျောင်မိမသိအောင်ကျွန်မပြောမှရမယ်ဘာလို့လဲဆိုတော့ကျွန်မမဖြည့်ရှင်းကျင်တော့ဘူးမဖြည့်ရှင်းနိုင်တော့ဘူး ဦးနေလင်းအောင်မင်းမျိုးသမီးကအခုသိထားပြီးပြီနော်မင်းပြောမှကြောက် မဟုတ်ဘူးသိထားပြီးပြီဦးနေလင်းအောင်မျိုးသမီးမင်းကိုခုန page မှာတော့ပြီးတော့မင်းအဲ့မျိုးမေးလိုက်အဲ့မှာ message ပါဝင်လဲမိုးစီတောင်တဲ့အကောင့်နဲ့ဆိုပြီးမင်းမေးလိုက်လေမင်းအဲ့ဒါကိုကိုလိန်နေတော့ငါပြောနေတာအဲ့ဒါလေ ဦးနေလျောင်ကျွန်မပြမယ်ကျွန်မဖုန်းနံပါတ်ကိုဦးနေလျောင်ပေးလိုက်လဲမခက်ခဲပါဘူးနော် ကျုပ်မျိုးသမီးကမင်းကိုဖုန်းဆက်လောက်အောင်ထိဖုန်းဆက်လောက်အောင်ဒီမတန်ဘူးလေကွာမင်းကသူဟာရဲ့ငါမိမရဲ့နေရာကိုမင်းကဒီဟိုအနေနဲ့ဝင်တာလေကွာအဲ့တော့ငါမျိုးသမီးကမင်းကိုမတန်နဲ့ငါမျိုးသမီးကမင်းနဲ့တန်ဖို့ဆိုရင်တော့ငါမျိုးသမီးငါ့ကိုပြောတယ်ယောက်ျားတဲ့အသေးခံမလားတတ်မှာလားဆိုတဲ့ချိန်ချမ်းရင်ယောက်ျားသုံးပြတဲ့ကျမတတ်ပေးမယ်တဲ့အဲ့တော့မင်းဘွားကိုတတ်ဖို့အတွက်ငါမျိုးသမီးကငါဘက်မှာအစင်သိရှိနေတယ်ဒါပေမဲ့မင်းဘွားသေသွားလို့တန်ဖို့မရှိပေမဲ့ငါရဲ့ပယောဂကြောင့်ဒီဟွာဖြစ်တဲ့သမီးတုံ မပြောမယ် အော်ညီလေး တုံပြောလို့โอเค ညီလေးခဏလေးညီလေးခဏညီလေးကအခုနေနေအခုဒီမှာဘသူအနေနဲ့ပြောမှလဲညီလေးအေးသွဲယောက်ျားအနေနဲ့ပြောမှလားညီလေး ဟုတ်တယ် အေးဟုတ်ပြီညီလေးအေးသွဲယောက်ျားနဲ့ဆိုโอเคပါညီလေးပြောပါညီလေး အမီတုံလို့ပြောလို့ကျွန်တော်ခင်လာလင်းလက်ကိုလည်းကျွန်တော်ဆက်သွဲမှာသူလည်းဒီကေမှာအလုပ်လုပ်နေတယ်လို့ ညီလေးကြိုက်တဲ့နေရာမှာဆက်ညီလေးကိုပြောမယ်ခင်လာလင်းလက်ကိုပဲဆက်သွဲဘသူပဲဆက်သွဲကိုတို့မိသားစုမှာအလိုဆိုတာညီလေးတွေ့လိမ့်မယ်နော်ဒါပေမဲ့ ကျွန်တော်ဆက်သွဲလိုက်မယ်ကျွန်တော်ဆက်သွဲမယ်ဘာဖြစ်လို့လဲဆိုတော့ အေးညီလေးအခုပြောမယ်ညီကိုကောင်းဆိုတဲ့နာမည်ကိုအပြည့်စုံလေးပြောပြပါလား ကျွန်တော်အဲ့နာမည်ရင်းမယ် ကိုကောင်းဆိုတဲ့နာမည်ရင်းနဲ့ DS49 မှာမရှိဘူးညီလေး ကျွန်တော်49လို့မပြောပါဘူး ဟာညီလေး ဦးနေလျောင်စောက်ကြောင်းမို့ဦးနေပြန်ပြန်မယ် သမီးအဲ့ဒါလိမ့်နေမလို့ပြောတယ်အဲ့သမီး DS အယောင်ကောင်ကအရန်ကြောက်ဖို့ကောင်းတာနော် သမီးတို့လာမခေါ်နဲ့ အေး DS အယောင်ကောင်ကအရန်ကြောက်ဖို့ကောင်းတာနော် မင်းတေးကြလားအဲ့ဆိုရှင်မင်းငါတို့ background ကြီးရှင်းပြီးတော့ငါတို့စော်လိုက်ကြမယ်လေ ဟဲ့မင်း မင်းမအောင်မင်းသမီးတို့ကငါတို့ကြောင်းတွဲသွားမလား မင်းကအောက်တန်းကြတဲ့အေးသွင်းနဲ့ပေါ့မင်းလည်းအောက်တန်းကြတဲ့ကောင်ပဲကွာငါအဲ့ဒါပြောနေတာမဟုတ်မင်းကိုကောင်းဆိုတဲ့ လောက်လိုက်လေအဲ့ဆိုကျွန်တော်ဖုန်းချင်းမပြောဘူးဖုန်းချင်းမပြောဘူး ခုနလေးကို ဖုန်းချင်းမပြောဘူးခင်ဗျာ ကိုခုနလေး ညငါမင်းရှိကြောက်မင်းအခုလိပ်ပြတန်းတန်းနဲ့နေတဲ့မင်းလိပ်ပြတန်းတန်းနဲ့ဝင်နေတဲ့ငါငှားပေးထားတဲ့ငါမရင်ငယ်အိမ်ကနေမင်းစင်လာခဲ့လာငါအချိမှရှိတယ် လာတယ်အဲ့ဆိုတနေ့မှချင်းထိုးရအောင်လား မင်းအိမ်ရှိမှရှိတယ်ငါမင်းအိမ်ရှိနေပြီ ကိုခဏလေးကို ညမာစီဒီ ငါအိမ်မှာလောလောဆယ်ပြီလား အဲ့ဒါဖြစ်တယ် သူကလောလောဆယ်ငါအိမ်မှာလို့ မင်းအိမ်တော့ငါမသိဘူးရငါအခုသိတာကတော့မင်းမရင်ငါမရင်ငယ်ကိုငါငှားပေးထားတဲ့အိမ်မှာမင်းတို့နေကြရလို့ငါသိထားတယ် ဟုတ်လားဘသူကငါမင်းသူ့ရဲ့မရင်ငယ်လဲနေကငါရဲ့လင်ငယ်လား လင်းငယ်ဖြစ်စရာမရှိဘူးလေနင်းလင်းယူမယ်ဆိုတာအခုမှစတာလေနေငါ့ကိုစပြီးတော့ပတ်သက်တယ်က ငါစတော့ငါစောက်ကြောင်းနေကတော့နင်းကိုပြောတာနေကဘာကောင်မလို့ငါမှပြော စောက်ကြောင်းလေးမပြောတာနင်းလိန်မပြောတာလေ ဦးနေလျောင်စောက်ဖို့စကားတွေမပြောနဲ့ဦးနေလျောင်နင်းစောက်ချက်မရှိဘူးလားနင်းစောက်ချက်မရှိဘူးလားငါ စောက်ချက်မရှိတာနင်းဖြစ်နေတာနင်းဖြစ်နေတာစောက်ချက်မရှိတာ စောက်ချက်မရှိတာအပတ်သိပြီးတော့နင်းဖြစ်နေပြီနင်းကိုအကုန်လုံးငါတို့ဘက်ကနေစင်းမိမယ်ဆိုတော့စောက်ချက်မရှိတာနင်းဖြစ်နေပြီဦးနေလျောင်နင်းကိုနေပတ်တယ်ဖို့တော့ကောင်းနေပြီ နင်တို့တွေစဉ်းစားလေကိုယ့်ကိုယ်စဉ်းစားလေ နင်းစောက်ချက်မရှိတာဖြစ်နေပြီ နင်အခုတုံးနေဆွဲနေတဲ့ပစ္စည်းမှန်သမျှငါစီကလိန်ယူထားပြီ ရောက်နေပြီတော့တက်ကြည့်ပြီးတော့အချိန်မရှိတာရောက်နေပြီတိုက်တဲ့နေရာနေစင်းမှာအစင်သိမှာပဲငါတို့ဖြည့်စင်းမယ်အစင်သိမှာပဲဆိုတာတော့မှလူလိုသူလိုဖြည့်စင်းမဖြည့်စင်းအောင်နင်းအောက်တန်းတက်တာနင်း โอเคအဲ့တော့ပထမဦးဆုံးငါ့ကိုပြောထားတဲ့ DS49 ရပါဆိုတဲ့အပန်ဖိုင်ကိုရင်ရှင်းဖို့စဉ်းစားလိုက်နော်နင်းလင်းကိုပြောပြလိုက်နော်နင်းလင်းကိုပြောပြလိုက်အဲ့ဒီအပန်ဖိုင်ကိုငါ့ကိုအရင်ဆုံးရှင်းဖို့ကြိုးစားလို့ ကျွန်တော်ပြောပြမယ်โอเค ဒီလေအပန်ဖိုင်ရှိရင်ညီလေးဘာမှပြောစရာမရှိတော့ဘူးညီလေးနော်မင်းငါ့ကိုကျွန်တော် background ချင်းပြောမယ် background ချင်းပဲပြောမယ်ဗျာခင်ဗျာအဲ့လိုလုပ်လို့ရတယ် background ဆိုတာကငါနေလင်းအောင် background ပဲရောက်လာကန်ကြက်ကောင်နေလင်းအောင် background ပဲရောက် โอเคရအဲ့ဒီလိုမျိုးကျွန်တော်တို့ကဒီကိစ္စကိုအဲ့လိုပုံစံမျိုးနဲ့ဖြည့်ရှင်းနေတယ်ဆိုရင်လည်းအဲ့လိုဖြည့်ရှင်းလို့ရတယ် ဖြည့်ရှင်းတာပေါ့ကွာဟဲ့အောင် တွဲလို့ခဏပဲဦးနေလေးကျမတို့ကလေဦးနေလေးရောအမျိုးသမီးကိုကျမတို့ကဒုက္ခပြီးကိုလည်းခေါ်ရလဲမဟုတ်ကျမက ငါအမျိုးသမီးကနေနဲ့တန်ဖို့မတန်တာလေဟာ
မတန်ဘူးမတန်ဘူးနန်းချင်းဆိုင်ဖို့မတန်တာလေ နဲ့တလားအဲ့ဆိုဒီစောက်ပူတာထမငါသမီးဆိုတဲ့စကားလည်းနေထည့်မယ်နေနဲ့လည်းမတန်ဘူး တန်ငါနဲ့ဆိုင်တာပေါ့ငါကိုယ်တိုင် နဲ့ငါလည်းပြဿနာပဲငါကိုရောက်နေပြီတော့တက်ကြည့်ပြီးတော့အချိန်မရှိအောင်ရောက်နေပြီတိုက်တဲ့နေရာနေစင်းမှာအစင်သိမှာပဲငါတို့ဖြည့်စင်းမယ်အစင်သိမှာပဲဆိုတာတော့မှလူတို့သူ့လိုဖြည့်စင်းမဖြည့်စင်းအောင်နေအောက်တန်းတက်တာနေ โอเคအဲ့တော့ပထမဦးဆုံးငါ့ကိုပြောထားတဲ့ DS49 ရပါဆိုတဲ့အပန်ဖိုင်ကိုအရင်ရှင်းဖို့သင်သားလိုက်နော်နင်းလင်းကိုပြောပြလိုက်နော်နင်းလင်းကိုပြောပြလိုက်အဲ့ဒီအပန်ဖိုင်ကိုငါ့ကိုအရင်ဆုံးရှင်းဖို့စူးစမ်းလို့ ကျွန်တော်ပြောပြမယ်โอเค ဒီလေအပန်ဖိုင်ရှိတဲ့ညီလေးဒီဘာမှပြောစရာမရှိတော့ဘူးညီလေးနော်မင်းငါ့ကိုကျွန်တော် background ချင်းပြောမယ် background ချင်းလည်းပြောမယ်ဗျာခင်ဗျာအဲ့လိုလုပ်လို့ရတယ် background ဆိုတာငါနေလင်းအောင် background ပဲရောက်လာကန်ကြက်ကောင်နေလင်းအောင် background ပဲရောက် โอเคရတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ကဒီကိစ္စကိုအဲ့လိုပုံစံမျိုးနဲ့ဖြည့်ရှင်းနေတယ်ဆိုရင်လည်းအဲ့လိုဖြည့်ရှင်းလို့ရတယ် ဖြည့်ရှင်းတာပေါ့ကွာဟဲ့အောင် တွဲလို့ခဏပဲဦးနေလေးကကျမတို့ကလေဦးနေလေးရောအမျိုးသမီးကိုကျမတို့ကဒုက္ခပြီးကိုလည်းခေါ်ရလဲမဟုတ်ကျမက ငါအမျိုးသမီးကနေနဲ့တန်ဖို့မတန်တာလေဟာမတန်ဘူးမတန်ဘူးနန်းချင်းဆိုင်ဖို့မတန်တာလေ နဲ့တလားအဲ့ဆိုဒီစောက်ပူတာထမငါသမီးဆိုတဲ့စကားလည်းနေထည့်မယ်နေနဲ့လည်းမတန်ဘူး တန်ငါနဲ့ဆိုင်တာပေါ့ငါကိုယ်တိုင်သူ့ဖေစီကနေငါကိုယ်တိုင်ယူပေးထားတာလေ အောက်တန်းစားတဲ့ဟာမျိုးလာလို့နဲ့ ငါကိုယ်တိုင်သူ့ဖေစီကယူပေးထားတာငါနဲ့ဆိုင်တယ်ငါကိုယ်တိုင်ယူပေးထားတဲ့အိတ်ဆောင်မို့လို့ ကောင်းတော့ပြန်ရောက်လာလို့ရနေစောက်တယ်ကောင်းမှနေသူ့အမေကိုနေရနေလို့စလုံးအစီတို့နေတဲတန်နေလို့ ငါလှုပ်ဖို့တော့ငါရင်းခဲ့တာလေဒါပေမဲ့နင်ကပုံမှန်ရင်းခံတာမဟုတ်ဘူးနင်နောက်ဆုံး နင်ကိုပြန်ပြီးတော့ကောင်းကောင်းပလက်နဲ့ပြန်ပြောခါတယ်နင်စောက်တယ်နင် နင်နောက်ဆုံးကြမှလာလေနင်ရဲ့တန်ဖို့ပြောနင်တည100တောင်းတာနဲ့ဆုံးကြမှနင်တန်ဖို့ထုတ်တာလေနင်တန်ဖို့နောက်ဆုံးကြနင်ထုတ်တာပဲတည100နဲ့တောင်းတာပဲလေငါ့ကိုအဲ့လိုမိမကြက်ဘူး နင်ကလင်ငယ်ဖြစ်အောင်နင်ကလင်ငယ်ဖြစ်နေရလေနင်ကိုနေကြည့်နင်ကိုနေပြန်ပြီးတော့နင်ကို ဖာတယ်မကိုတညပေးကလင်းငယ်မရှိဘူး တနစ်ကို900ပဲတွေ့ဆက်ပဲတွေ့တာနင်90လုံး အဲ့ဒါဖာတယ်မကိုငါတည100ပေးတာလေ နင်စောက်ကြောင်နေသည့်အဖိုးကြီးနင်စောက်ကြောင်နေသည့် ငါစောက်ကြောင်ငါတီးတီးမတီးတီးငါကနင်းကို အခုလိုမျိုးရေလုံနေဆိုတော့လဲသိတယ်အားလုံးကဒီလိုမျိုးမဖြစ်ချင်လို့နင်ကို အမေနင်ဖာတယ်မလို့ဈေးခေါ်တာပြီးမလား300နဲ့ ပေးတာစီပေးမယ်ငါတို့စီစာစီရှင်းမယ်ငါတို့အေးအေးဆေးဆေးနဲ့လိုမျိုးဖြစ်နေတာ နောက်ဆုံးတော့နင်က ဒါကြောင့်မလို့နင်က ဖာကြတာကနေဖာတယ်ဖြစ်သွားတာလေ ခွာရင်လည်းခွာခဲ့ငါတို့ဘာလုပ်ပေးရမလဲ ဒါပေမဲ့နင်ကနောက်ဆုံးတော့ဖာကြခဲ့တာကနေဖာတယ်ဖြစ်သွားတာလေတည100ဈေးခေါ်ပြီးတော့လေ သိလား တည100ဈေးခေါ်ပြီးနင်တော့နောက်ဆုံးဖာကြသွားတာကနေပထမတော့ဖာကြခဲ့တာပေါ့ဟဲ့နောက်ဆုံးတော့ဖာတယ်စစ်စစ်ဖြစ်သွားတာပေါ့အဲ့လိုဖာတယ်မနဲ့ ကိုမင်းကိုလို့နေနဲ့အားလည်းပဲတန်တာလေနေနဲ့အားလည်းပဲတန်တာ အေးလေဟုတ်တယ်လေနင်ဖာပဲလေကိုဖာလို့ဝင်ကြလိုက်ပြီမလားအေးအဲ့တော့အဲ့လိုဖာတယ်မမျိုးနဲ့ တနာယူ အဲ့လိုဖာတယ်